မောင်ဘိုးတွေဦးအောင်နဲ့တွေ့ပြီးတာ3ရက်မြကြာသွားပြီဖြစ်လေတယ်ဦးအောင်ပေးခဲ့တဲ့ပတ်စံနဲ့အဖေဖြစ်သူအရက်ဖိုးများကိုလိုက်ဆက်ပေးလိုက်တယ်ယခုဦးစိုးကြီးရဲ့ဆိုင်ကိုရောက်လာလေတယ်အဖေတို့အရက်တစ်လုံးဝယ်ပြီးဖြစ်တော့တယ်ဦးစိုးကြီးကမောင်ဘိုးတွေကိုမြင်တာနဲ့ဘိုးတွေမင်းဖေမင်းကိုလိုက်ရှာနေတယ်ငါစီအောင်ရောက်လာသေးတယ်ကွာဘာဖြစ်လို့လဲဗျထူးထူးဆန်းဆန်းမသိဘူးဟေးဘိုးတွေကြွက်လေးရရင်လာဖို့ကွာမင်းလှုပ်ပါဦးခမ ्या ကမြင်နိုင်တော့လာမရအောင်လားအဲအကြောင်းတွေပြောနေစမ်းပါနဲ့ကွာကြွက်ဖို့သွားရင်တေး6ခံလို့ဖျားနေတယ်တဲ့ကွာတကယ်ကောင်တွေပဲဟာဟုတ်လားဗျကဲကျုပ်သွားပြီမောင်ဘိုးတွေကရက်တလုံးကိုယူကာဆိုင်ပြင်ကိုထွက်သွားလေတော့တယ်သူ့မျက်နှာမှာပြုံးနေလေတယ်သူမဲသားကျွေးသောတရေကြီးကဂရိတီပါလားဟုလည်းတွေးနေမိတော့တယ်သူအိမ်ကိုပြန်အောင်ချိန်မှာဖခင်ဖြစ်သူကပစိုးနဲ့ထုတ်ထားတဲ့အထုပ်ထုပ်ကိုအိမ်ပေါ်မှာယူလာပြီးမောင်ဘိုးတွေရပ်ပလင်းကိုကိုပြည့်ရှိချလိုက်ပြီးတဲ့နဲ့ပစိုးတော့ကိုပြစ်ပေးလိုက်ကဟဲ့တော့မင်းပေးအောင်လူငါးသွားလို့တော့သွားမင်းကိုခဏနေလာခေါ်လိုက်မယ်မင်းကိုစဘာ20ပေးတယ်မင်းကအဲ့လောက်တောင်တန်တာလားကွာဟမ်ငါစဘာစားငွေထုတ်ခဲ့ပြီမောင်ဘိုးတွေပစိုးနဲ့ထုတ်ထားတဲ့သူ၏အဝတ်ထုတ်ကိုကန်ရင်ကြောင်အန်းနဲ့ရက်၍သာနေပါတော့တယ်